ရလောက်ကိုလို့သို့မဟုတ်မြတ်စွာဘုရားဟောတဲ့တရားတွေဒီလိုတန်ဃာတွေကိုလှူဒန်းထောက်ပံ့ပေးမှသာသနာဆိုတာတည်တတ်နိုင်တယ်သာသနာတည်မှမြတ်စွာဘုရားရဲ့အဆုံးအမတွေကြားရမယ်နားရမယ်ဒီအခွင့်အရေးတွေတို့ရဲ့သားစိတ်မြေးဆက်ဘယ်သူမှမပြောက်ပြက်အောင်တို့ပြည်တို့ရွာတို့သာသနာမှာတို့လုံးသိနေဆိုပြီးတော့လုံးတဲ့ဟာမျိုးနောက်တနည်းကမြတ်စွာဘုရားသာသနာအရှိတည်ပါစေရှိတည်မှလူတွေရဲ့အဆုံးအမဘုရားအဆုံးအမရပြီးတော့ဒီမှာယဉ်ကျေးကြမှာဖြစ်တယ်စိတ်နှလုံးတွေနူးညံ့ညံ့မှာဖြစ်တယ်လို့ဆိုတဲ့ချီးမြှောက်လို့တဲ့စိတ်ဓာတ်ကလေးနဲ့လှူဖို့လိုတယ်ဒီနာနာအကျိုးကိုနောင်ဝငါခံစားမယ်ဆိုတာဆိုရင်တော့ give and take ဖြစ်ပါဟောတဏှာကိုတစ်ဖက်ကစွန့်ပြီးတစ်ဖက်ကယူတာဖြစ်တယ်နော်အဲ့ဒါကိုဘာခေါ်တော့အပေးအယူလို့ခေါ်တယ်နော်အပေးသက်မဟုတ်ဘူးအယူနဲ့လာတာအယူနဲ့တွက်ဖက်လာ give and take ပေါ့အပေးအယူလုပ်တယ်ဆိုတဲ့ကတည်းကမင်္ဂလာဈေးထဲမှာနေတိုင်းအပေးအယူလုပ်တာလေဒီကကုန်ပစ္စည်းပေးလိုက်ဟိုကပတ်စံယူလိုက်ဖက်ကပတ်စံကိုယူလိုက်ဘက်ကကုန်ပစ္စည်းပေးလိုက်နော်ပေးယူဆိုတာအယောင်းဝယ်ပဲလေပေးတယ်ယူတယ်အယောင်းဝယ်လုပ်တာမျိုးဖြစ်သွားပြန်အဲ့လိုမဖြစ်အောင်မမြတ်တဲ့ဒါနမျိုးလုပ်နိုင်အောင်ကြိုးစားအားထုတ်ကြလိုအပ်တယ်ပေါ့အရေးကြီးဆုံးကစိတ်နေသဘောထားမတန်မှအရေးကြီးတယ်လို့တို့ပြောတယ်တို့လုံးတဲ့အလုပ်လုပ်ရပြီကဲကောင်းပြီဒီဒါနလုပ်ပြီးတဲ့အခါမှာဒါနဟာတို့လုံးတဲ့လို့လုပ်တာဒါနရဲ့အကျိုးတရားကိုကြည့်လိုက်မယ်ဆိုရင်ဘဝတန်တရားမှာလူဖြစ်ရင်လည်းအစဉ်တစ်ပြေကြည့်လေဒါနရှိသူနဲ့မရှိသူကဘယ်ဘဝရောက်ရောက်ကွာသွားတယ်နောက်ဆုံးမှပြောရမယ်ဆိုခွေးဖြစ်သွားတယ်ဒါနရှိတဲ့ခွေးကဒါနလုပ်ခဲ့တဲ့ဘဝကလာတဲ့ခွေးကြတော့တထေးအိမ်မှာကားတွေပါလေစီးလို့ကောင်းတာတွေစားလို့ကြက်ဥတွေတို့အသားတွေတို့အဲ့လိုစားတယ်ဒါနမရှိတဲ့ခွေးကြတော့ဟိုအမိုက်ပုံးတဲ့နှိုက်ဒီထဲကနှိုက်ဒီထဲမှာခဲနဲ့အထုခံရတော့ရေနွေးဘူးနဲ့အလောင်းခံရတော့ရှိဘူးလားရှိတယ်ကွဲပြားခြားနားပုံလေးကိုပြောပြတယ်ဒါသတိထားရမှာလေကိုယ့်မျက်စိအောင်မှာတွေ့နေတာမတူဘူးဆိုတာအဲ့တော့ဒီကြားထဲမှာသွားကြည့်ပြီးတော့ဒါနဟာလှုပ်တဲ့သလားမလှုပ်တဲ့သလားကိုယ့်အကိုဆုံးဖြတ်ဖို့ရှိပါလားဘတော်တဆတိရစ္ဆာန်ဖြစ်သွားတော့ဒါနရှိတဲ့အကောင်ကဟာချမ်းချမ်းသာသာနေရတယ်ဒါနမရှိရင်ဆင်းရဲနေရကဲလူတွေလည်းကြည့်အောင်မင်္ဂလာဈေးမှာအထုပ်ထမ်းရတဲ့လူတွေရှိတယ်ဆိုင်ပိုင်ရှင်ရှိတယ်ဟုတ်လားရှိတယ်ဘေးကနေလိုက်ကောက်နေတဲ့လူတွေလည်းရှိတာအဲ့ဒါဘာလို့ကွဲနာဒီလိုကွဲတာတော့ဘယ်သူမပြုမိမိမှုပဲဟောကိုယ်တိုင်ကဒါနကောင်း